အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖို့ဖို့မှပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီနေ့မေလ10ရက်တနင်္ဂနွေနေ့ည9:00ခွဲမှာရှင်မင်္ဂစားမဲ့ဗန်လေးအစတွန်ဘီလာတစ်လုံးပေါင်း20သုံးလုံးပေါင်း50တက်ဆင်းသွားပြီးသားဖြစ်တဲ့ဗန်လေးကတော့အတော်လေးကိုညံ့နေတယ်နောက်ဆုံးပရီးမီယာလိ10ပွဲမှာလည်းပဲ9ပွဲရှုံးထားတယ်ဒီနေ့ပွဲမှာလည်းပဲဗန်လေးအတွက်ရုံးကန်ရနိုင်တယ်အစတွန်ဘီလာကတော့လက်ရှိအဆင့်9မှာဆိုတော့ချမ်းမဲလေးဝင်ခွင့်နေရအတွက်တီချအောင်အနိုင်ရဖို့လိုနေသေးတယ်ဗန်လေးနဲ့အစတွန်ဘီလာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာတော့အစတွန်ဘီလာက4ပွဲနိုင်ထားတဲ့တပွဲကတည်ကြထားတယ်အစတွန်ဘီလာအသာစီးရထားတာများတယ်ခုဒီကျင်တွေ့ဆုံမှုမှာလည်းပဲအစတွန်ဘီလာမရှုံးနိုင်ဘူးလို့ယူဆတယ်အနိုင်ရအောင်ကြိုးစားလိမ့်မယ်ထင်တဲ့အစတွန်ဘီလာဘော်ဒီပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည9:00ခွဲမှာရှင်မင်္ဂစားမဲ့နော်တယန်ဖော်တဲ့နျူကာဆယ် level 10ရှုံး3လုံးပေါင်း50နော်တယန်ဖော်တဲ့ကယူရိုပါလိကထွက်ခဲ့ရပေမဲ့ပရီးမီယာလိမှာတော့နောက်ဆုံး9ပွဲမှာ4ပွဲအနိုင်ရထားတယ်ဖော်ရရဲ့ပရီးမီယာလိခြေကတော့အကောင့်ဘက်မှာရှိနေတယ်နျူကာဆယ်ကတော့ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေသေးတယ်သူတို့နဲ့တဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာနျူကာဆယ်က3ပွဲနိုင်နော်တယန်ဖော်တဲ့က2ပွဲနိုင်ထားတယ်အဲ့ဒီ9ပွဲမှာ4ပွဲကနှစ်ဖက်သွင်းကို4ခုရှိခဲ့နှစ်ဖက်သွင်းကိုတွေမြင်လိမ့်မယ်လို့ထင်တဲ့ခုပေါ်ပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:00မှာရှင်မင်္ဂစားမဲ့ဝဟန်အာဆင်နယ်တစ်လုံးပေါင်း10သုံးလုံးပေါင်း50ဝဟန်ကတန်းစင်စုံနဲ့ရောက်နေလို့ဒီနေ့အိမ်ကွင်းမှာတော့အမဖြစ်မနေနိုင်ရဖို့လိုအပ်နေတယ်အခုဆိုရင်ပွဲစဉ်က36ရောက်နေတယ်ပြီးဆုံးဖို့2ပွဲပဲကျန်တော့တယ်ဝဟန်ကပရီးမီယာလိအိမ်ကွင်းမရှုံးတာ6ပွဲရှိနေပြီဖြစ်တယ်ဝဟန်အကောင်းဆုံးကြိုးစားလိမ့်မယ်ဖလားရဖို့နှိစက်နေတဲ့အာဆင်နယ်ကလည်းပဲလုံးဝရှုံးလို့မရဘူးဒုတိယလိုက်နေတဲ့မန်စီးတီးနဲ့2ပတ်ပဲကွာတော့တယ်အာဆင်နယ်နဲ့နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာတော့အာဆင်နယ်က3ချိန်နိုင်ဝဟန်က2ချိန်နိုင်ရထားတယ်နှစ်သိန်းလုံးအနိုင်ရဖို့အရေးကြီးနေတဲ့အချိန်မှာအပြန်လန်သွင်းကူတွေများသွားပြီးတော့အာဆင်နယ်အနိုင်ရလိမ့်မယ်လို့ယူဆတဲ့အာဆင်နယ်ဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညနေ6:00ခွဲမှာရှင်မင်္ဂစားမဲ့မာယောဂါဘီလာကြီးရဲ့မာယောဂါ level 40ရှုံး3လုံးပေါင်း50မာယောဂါကတန်းစင်ဆုံးဖျားရှိနေတုံးဖြစ်တယ်ဒါကြောင့်မို့မာယောဂါအိမ်ကွင်းမှာရုံးနေတာဖြစ်တယ်မာယောဂါနောက်ဆုံးအိမ်ကွင်း4ပွဲမှာမရှုံးမဲ့နဲ့3ပွဲနိုင်ရထားတယ်ဘီလာကြီးကတော့ဘာမှဖျားမရှိတော့ဘူးချမ်းမဲလေးဝင်ခွင့်လည်းသိချနေပြီဖြစ်တယ်ဘီလာကြီးရဲ့ဝေခွင့်ချင်မှမရှိဘူးသူတို့နဲ့နောက်ဆုံးတွေ့ဆုံမှု6ပွဲမှာတော့ဘီလာကြီးက4ပွဲနိုင်ရထားတယ်အနည်းဆုံး2-1ဖြစ်လိမ့်မယ်လို့ယူဆပြီးတော့အခုပေါ်ပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:00ခွဲမှာရှင်မင်္ဂစားမဲ့ဘာစီလိုနာရဲ့မဲ့တဲ့ဘာစီလိုနာတစ်လုံးပေါင်း10 4လုံးပေါင်း20ခါစီတဲ့မှာပြန်ပဲ2သင်းတွေ့ဆုံကြတာဖြစ်ပြီးတော့ခုဒီချင်းတွေ့ဆုံမှုမှာတော့လာလီဂါဖလားအတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်တယ်ဘာစီလိုနာကဒီနေ့ပွဲကိုနိုင်တာနဲ့ဖလားရမှာဖြစ်တယ်ဘာစီလိုနာရဲ့လက်ရှိချီစွာကတော့အရင်ကြီးကောင်းနေတာမဟုတ်ပေမဲ့ပုံမှန်လေးနဲ့နိုင်ပွဲယူနေတာဖြစ်တယ်နိုင်တဲ့နိုင်ထိုက်တာကိုအနိုင်ယူထားတယ်ရဲကတော့ပြဿနာတွေနဲ့အမျိုးမျိုးချင်းဆိုင်နေရပြီးတော့စီလုံးမှုပြုတ်ကွဲနေတာပြောမှာဖြစ်တယ်ကျိုးလုံးနေထားမှာတော့အဝေးကွင်းလည်းဖြစ်လို့